သပင်ပြရောင်ရက်ဆက်တဲ့မျက်နှာပေးနဲ့မိန်းကလေးရဲ့နှိပ်စက်တဲ့ဒဏ်တွေကိုအလူးလဲခံလိုက်ရတဲ့ဂျိုင်းယန်နှစ်ယောက်လည်းမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။ဒီအချိန်တစ်ဖက်မှာတော့လူဖီတို့ဘက်ကစားသောက်ပွဲကျင်းပနေပြီးဟိုက်ဂျီတင်ဖမ်းလာတဲ့ဂျိုင်းယန်သမင်သားကိုသဘောတွေ့နေပါတယ်။အဲ့ဒါကြောင့်လဲလူဖီကစားလို့ကောင်းတဲ့ငါးကောင်တို့ရေဒီအတွက်လည်းကျေးဇူးပါလို့ဟိုက်ဂျီတင်နဲ့စတန်တန်ကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဒီကျုံးမှာဝါရင်အသက်ကြီးဆုံးဖြစ်တဲ့တကြီးဓာလူရဲ့ပြောစကားအရတာမန်လူသားတွေအနေနဲ့ဆိုရင်အဲဘက်ရဲ့နေမင်းပုံကိုရောက်ဖို့ဆိုတာအလွန်ခက်ခဲတာမို့တာရဲတွေပြည့်နေတဲ့အောက်ကဘာမြေရောက်ကဘာပါနဲ့လမ်းဆောင်ပြောက်ကွက်သွားကြတယ်လို့ဆိုပါတယ်။ဦးစောကလည်းထုံးတဲ့အတိုင်းသူ့ရဲ့ဆွန်သားကန်းတွေကိုကြွားလုံးထုံနေပြီးထွေလာဘက်မှာအောကိုကိုယ်တိုင်ရှင်းပစ်ခဲ့လို့လေလုံးထွားပြလိုက်တော့နားထောင်နေကြတဲ့ဂျိုင်းရက်တွေလည်းကပရင်ဦးစောဆိုပြီးသဘောကျနေကြပါတယ်။ဖီမန်တယောက်ဖြစ်တဲ့ဂျင်မီကိုလည်းသဘောကျနေကြပြီးဂျင်မီကတော့ Freshman Island မှာဆိုရင်ဒီထက်အယောင်သွေးဆုံတဲ့ငါးလူသားမတွေအများကြီးရှိကြောင်းပြောပြလိုက်ပါတယ်။ဘေးမှာရှိတဲ့ဆန်ကြီးကလည်းရေသူမာတွေကလှပယုံနေပဲကမလဲအသက်ရှူမားလောက်အောင်အရန်လှကြတာတော့ဝင်ထောက်ပေးလိုက်ပြီးဒါပေမဲ့ဒီကဂျိုင်းယန်မလေးတွေကလည်းကြပြမမီစာမမီအောင်လှလုံးလို့သူတော်တေပြောပါပြီလို့ပြောလိုက်တော့ဂျိုင်းယန်မလေးတွေရဲ့ဆန်ကြီးရဲ့တော်ကီအောက်မှာမျောကုန်ပါတယ်။တစ်ဖက်ကဆိုလို့ကလည်းဒီမှာပင်လယ်ပြင်ကိုတကားမှမရောက်ဘူးသေးတဲ့ဂျိုင်းယန်တွေရှိနေမှန်းကိုလည်းရိတ်စားမိသွားပြီးနာမီကလည်းအရင်ကဆိုဂျိုင်းယန်တွေအကုန်လုံးကိုပင်လယ်မြတွေလိုပဲထင်နေတာလို့ဆိုပါတယ်။အယိုးကြောင့်ဖြစ်နေပေမဲ့ဆိုစမိုးပြင်းတဲ့ Brook ကိုလည်းဝိုင်းသဘောကျနေကြလို့ Brook ကဂီတာထိုးပြီးတစ်ချက်လောက်ဟဲပြလိုက်တော့ဂျိုင်းယန်တွေလည်းအကုန်အံ့ဩကုန်ပါတယ်။နာမီလက်ချက်ကြောင့်ဒဏ်ရာတွေပြည့်နေတဲ့ရူတို့ကလည်းနာမီတို့ကိုလာတောင်းဝန့်နေပြီးဆရာကြီးဆိုတို့ကလည်းကြောက်ပါတယ်ဆိုမှဦးစောသာမတိုင်းရင်မင်းကောင်းပြက်နေလောက်ပြီလို့ဖျက်ချောက်လိုက်ပါတယ်။ရူတို့လည်းအဲဘက်မှာမွေးလာပြီးရှင်သန်လာကြသူတိုင်းကဆန်းကောလို့ခေါ်တဲ့နတ်ဖျားဖြစ်ရှင်ကြပြီးကဘာကြီးကိုအုပ်ဆိုးကျင်ကြတာပဲလို့ရိုဒူကပြောလိုက်တာကြောင့်ဘေးကဂျိုင်းယက်တွေလည်းတယောက်တစ်ချက်ဝိုင်းတီးကြပါတော့တယ်လူဖီကတော့ဆန်းကောဆိုတာဘာကြီးလဲမေးလိုက်တော့ဂျာရူးကပဲဆန်းကောဆိုတာကဘာကြီးကိုအုပ်ချုပ်တဲ့သူမဟုတ်ပဲလွတ်မြောက်ခြင်းကိုကိုစားပြုတဲ့နတ်ဖျားဖြစ်တယ်လို့ရှင်းပြပေးလိုက်ပါတယ်အဲဘက်မှာဆိုရင်ရှေးအရင်ကဟာရီလို့ခေါ်တဲ့ရှေးအောင်ကျမ်းစာတစ်ခုရှိခဲ့ပြီးရှေးကြလုံးတဲ့စာတွေကြောင့်အနက်ထိပ်ဘက်ကိုတော့တေချာမသိကြဘူးလို့လည်းဆိုပါတယ်ဒါပေမဲ့သူတို့တွေပြောပုံရဆိုရင်ကဘာကြီးကနှစ်ခါတိတိပျက်စီးခဲ့ပူပြီးတစ်ချိန်တိုင်းမှာလည်းနီဂါဆိုတဲ့နတ်ဘုရားတစ်ပါးပေါ်လာခဲ့ပြီးနီဂါလို့ခေါ်တဲ့အဲ့ဒီဆန်းကောကဖျက်ဆီးခြင်းနတ်ဘုရားလားလွတ်မြောက်ခြင်းနတ်ဘုရားလားဆိုတာကိုတေချာမသိပေမဲ့ကဘာကြီးကြီးကြီးမားမားပြောင်းလဲခြင်းဆိုပေါ်လာတတ်တယ်လို့ဂျာရူးကရှင်းပြပါတယ်အဲ့ဒါကြောင့်လည်းနီဂါပြန်ပေါ်လာမှာကိုစိုးရိမ်နေကြတာလို့ပြောလိုက်တော့လူဖီလည်းသူ့ကိုတခါကဘွန်နီပြောပြလို့နီဂါအကြောင်းကိုနည်းနည်းသိတယ်လို့ဆိုပါတယ်နီဂါဆိုတာနေနတ်ဘုရားတစ်ပါးဖြစ်တာကြောင့်မျောလင်းချက်ကင်းမဲ့နေသူတွေကသူ့ကိုတန်းတားကြပြီးသူဟာဘယ်သူနဲ့မှမတူတဲ့အသွင်ပြအဖြူရောင်တိမ်တိုက်အဖြူရောင်ဝစားတွေကိုဆင်မြန်းကအဖြူရောင်သပင်တွေနဲ့ကျေလောင်စာရီမောကပေါ်လာတတ်တယ်လို့ဂျာရူးကထပ်ရှင်းပြပါတယ်လူဖီလည်းအဲ့ဒါကြောင့်သူ့ကိုမြင်တဲ့သူတွေကနီဂါလို့ပြောနေကြတာဖြစ်မယ်လို့ပြောလိုက်ပြီးသူကတော့တခုမှနားမလည်ဘူးလို့ပဲဆိုပါတယ်အောက်မှာရှိတဲ့ဟိုက်ဂျူတင်တို့ကလည်းနီဂါဆိုတာအဲဘက်တိုင်းပြည်တစ်ခုလုံးရဲ့စံထားလောက်တဲ့စစ်တီတော်ဖြစ်ပြီးသူတို့အားကြခဲ့ရတယ်လို့လှမ်းအော်ပြောလိုက်ပါတယ်လိုကီရောအဲဘက်ရဲ့နောက်ဆုံးပြင်ကြီးဟာရူးရောဟာနီဂါပြစ်လာဖို့ကိုနီးကိုဟန်နဲ့ကြိုးစားကြရင်အဆုံးသတ်မလားခဲ့ကြဘူးလို့လည်းဆိုပါတယ်လိုကီကလူကောင်းလားလူဆိုးလားလို့လူဖီလည်းပြန်မေးလိုက်တော့ရှိသမျှဂျိုင်းရက်တွေလည်းဒေါသတကြီးနဲ့ဖြစ်နိုင်စီရလားဒီကောင်ကအဆိုးတကအဆိုးဆုံးဆိုပြီးတော့တန်မြန်អော်လိုက်ကြပါတယ်လိုကီဆိုတာကျင်းသာတစ်နေတဲ့အဲဘဲရဲ့မင်းသားတစ်ပါးဖြစ်ပြီးလိုကီမွေးပြီးတိတ်မကြခင်မှာပဲကံကောင်းခြင်းရဲ့တော်ဝင်မြင်းလင်းကိုတပ်ဖြတ်ခဲ့တယ်လို့အဲ့ဒီနေ့ကဘင်မွန်းလင်းလင်းဂျိုင်းရက်ဟော်ရီယာပိုင်းရက်တွေရဲ့ခေါင်းသာဂျိုရူးကိုတပ်ဖြတ်ခဲ့တဲ့နေ့လည်းဖြစ်ပြီးအဲဘဲတစ်ခုလုံးကန်ဆုံးမိုးမောက်ကြခဲ့လို့လည်းဆိုပါတယ်တိတ်မကြခင်မှာပဲမိဖုရားကြီးတည်ဆုံးခဲ့ရတယ်လို့လိုကီကငငယ်လေးတည်းကမြေရောက်ကဘာကတားရဲတွေနဲ့ကစားခဲ့ပြီးရွာထဲကိုလည်းတားရဲတွေလှုပ်ကအချင်းချင်းဒုက္ခပေးခဲ့တာဖြစ်ပြီးအဲ့ဒီတုန်းကလိုကီယာ10နှစ်သားပဲရှိသေးပေမဲ့တိုင်းပြည်တစ်ခုလုံးကိုမီးလောင်တိုင်သွင်းပြီးဆာနောက်ခဲ့တယ်လို့ဘင်ကြီးဟာရူတေဆုံးပြီးတဲ့ချိန်မှာတော့အထိန်ကူးမရှိပဲပိုဆိုးဝါလာခဲ့ပါတယ်နောက်ဆုံးမှာတော့ဘင်ကြီးဟာရူကိုယ်တိုင်လည်းကိုသားရင်ဖြစ်တဲ့လိုကီကြောင့်ပဲရဲတိုက်မှာတေဆုံးခဲ့ရပါတယ်ဘင်ကြီးဟာရူကတကဘာလုံးကကြောက်ကြမုန်းကြတဲ့အဲဘက်တိုင်းပြည်ကိုကဘာကြီးနဲ့အတူအံဝင်ခွင့်ကြဖြစ်လာဖို့အရေးပေးဆောင်ရွက်ခဲ့ပြီးကျင်နာတတ်တဲ့ဘင်တစ်ပါးလို့လည်းဆိုပါတယ်အဲ့ဒီနေ့အဲ့ဒီအဖြစ်ပြက်မှာလည်းခေါင်းဆောင်ဂျာရူကိုယ်တိုင်ရှိနေခဲ့ပြီးလိုကီကိုတိုင်ခေါင်းမှာဓာတ်ဆိုင်သွားတာဖြစ်နေပါတယ်ဒီစကားတွေကိုတော့အနားမှာရှိတဲ့ဂျိုင်းရက်တွေအကုန်လုံးကတယောက်တစ်ခုနဲ့ဝိုင်းပြောနေကြတာဖြစ်နေပြီးလွန်ခဲ့တဲ့6နှစ်တုန်းကရက်ဟဲရှန်ပေါ်လာပြီးလိုကီကိုဝိုင်းဖန်စီပေးခဲ့တာလို့လည်းဆိုကြပါတယ်လူဖီလည်းရှမ်းရောက်လာတာသူထင်သားပဲလို့ပြောလိုက်တော့ဂျိုင်းရက်တယောက်ကလည်းတိတ်မကြခင်ကတော့သူရောက်လာခဲ့ပြီးဘယ်ကိုထွက်သွားတဲ့ကိုတော့မသိဘူးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်လူဖီလည်းအသားတွေလိုက်ရှာအောင်ပဲပြောကရွာစွန်ဘက်ကိုလစ်ထွက်လာပါတယ်လူဖီကိုမတင်ငါဖြစ်နေတဲ့ဆိုလူကလည်းအနောက်ကလိုက်လာပါတယ်လူဖီလည်းလူမိသွားတော့လိုကီနဲ့တွေ့ခဲ့တာတွေကိုဆိုတို့ကိုပြောပြလိုက်ပြီးသူသာတော့ယူပြီးလိုကီကိုလှုပ်ပေးခဲ့ရင်ရှန့်ရှိတဲ့နေရာရောရှန့်အကြောင်းကိုလည်းသိရမှာဖြစ်တယ်လို့ပြောပြပါတယ်
လူဖီအလင်ခံနေရမယ်တိနေပေမဲ့ရှမ်းကိုရန်တွေးကျင်တဲ့လူဖီကြောင့်ပဲဆိုလို့လဲသူလဲလိုက်ခဲ့မယ်ပြောပြီးလှုပ်ပေးတဲ့မလှုပ်ပေးတဲ့ကိုတော့သူကဝိုင်းဆုံးပြတ်ပေးမယ်လို့ပြောကကောလာဟာလာတွေကိုသူလဲမယုံကြည်ကြောင်းပြန်ပြောလိုက်ပါတယ်အနောက်မှာတော့အုတ်ကြီးနာမီကရောက်နေပြီးတော့ဘာမှလည်းသိကြလားငါမရှိရင်တော့နင်တို့လူရရောက်မယ်ထင်လားလို့ပြောကလိုက်လာပါတယ်တစ်ဖက်မှာလည်းလိုကေရှိကိုဝေးအောင်မဲနဲ့လူနှစ်ယောက်ကရောက်နေကြပါတယ်အဲ့ဒီနောက်တော့တိန်တင်မောတတိနဲ့ထွက်လာခဲ့ကြပြီးဂျိုင်းယန်ရိုဒိုလည်းပါလာပေမဲ့အခုကနာမီရဲ့ကြုံဖြစ်သွားမိဖို့ဘာပဲဖြစ်ဖြစ်မက်ဆီပိတ်နာပိတ်နေခိုင်းတာလို့စိတ်ပူကြမလို့တဲ့အခြေအနေကိုရောက်နေပါတယ်လူတို့ပြောစကားအရဆိုရင်တော့ကရဲထိုက်ထဲမှာရှိနေသူတို့နာမီကရှင်းပြလိုက်ပြီးရဲထိုက်ထက်ကယတနာတွေကိုတော့သူ့အတွက်ဆိုတာကြောင့်ဆိုလိုလဲနာမီအချံကိုကောင်းကောင်းရိပ်စားမိသွားပါတယ်တစ်ဖက်ကလူကီကလည်းငါ့ကိုနတ်ဖျားသူရဲ့ကောင်းဖွဲ့တဲ့ကိုဝင်စေချင်တာလားဆူတောင်းနေဒါတော့ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ညင်းနေပါတယ်တမိုးရှိလွန်လာတဲ့သူ့ရဲ့ဘဝကိုအမိုက်တတာသူတွေရဲ့အစေပါဘဝနဲ့မကုန်ခံနိုင်ဘူးလို့ပြောလိုက်ပြီးမင်းတို့ကရောစလက်ရှယ်တကွန်လေးလားလို့ပြန်မေးလိုက်ပါတယ်ဒပင်နေနဲ့လူကတော့ဘာသတင်းထူးလဲလို့မေးလိုက်တော့ဘေးမှာရှိနေတဲ့သပင်ပြာနဲ့မိန်းကလေးရှိကထူးဆန်းတဲ့မြားသတင်းထွက်လာပြီးသူတို့အဲဘက်မှာလှုပ်ထားတဲ့အေဂျင့်တွေကအေယာမကြီးကန်ကြီးပေါ်လာတဲ့သတင်းကြားခဲ့ပြီးအဆက်အသွယ်မရဘူးလို့ပြောလိုက်ပါတယ်လိုကီကိုတော့ဖြောင်းပြလို့မရမဲ့တူတူဒီတိုင်းထားလဲပို့ပဲမှုရှင်းပြဖို့လုပ်ပါတယ်တကယ်တော့သပင်ပြာအောင်တဲ့မိန်းကလေးကစလက်ရှယ်တကွန်တယောက်ဖြစ်နေပြီးနာယောက်ခေါ်ရဲ့အဖွဲ့ဝင်ဂန်ခေါ်လို့ခေါ်တဲ့မိန်းကလေးတယောက်ဖြစ်နေပါတယ်လိုကီလည်းသူ့ရဲ့အဖွဲ့ဝင်ပလီကြီးကိုတိုက်ခတ်ခံလိုက်ပြီးမဲ့ဂန်ခေါ်ရဲ့အကြီးတစ်ချက်လက်တဝင်းနဲ့တင်ဝင်ပလီကြီးနဲ့တွဲလောင်းချခံလိုက်ရပါတယ်သပင်နေနဲ့လူကလည်းသူတို့နဲ့ပူပေါင်းရင်ဝင်ပလီကိုလှုပ်ပေးမယ်လို့စီယုံပေးမယ်လိုကီကတော့ခလေးခွက်တင်နဲ့မကစားနဲ့ဆိုကသူ့ရဲ့ဝင်ပလီကြီးကိုလည်းဒီဘောကတော့ဒီမြပဲငါကောင်ကြီးလို့နှုတ်ဆက်လိုက်ပါတယ်စစ်တီတော်ဆိုတာဒေါသတွေပြင်းနေတည်ဆုံးလိုက်ဆန်းဆိုကရရင်ပီငါကောင်ကြီးဆိုပြီးနှုတ်ဆက်လိုက်ပါတယ်လိုကီလည်းအဲ့လိုဒေါသတွေအကြောက်တရားတွေကိုစားသုံးပြီးဒီကဘာကြီးကိုဇာတိဖြတ်စည်းမယ်လို့ဆိုကကြုံသွားလိုက်ပါတယ်ဒါကတော့ 1B အပိုင်း1166ပိုင်းပဲဖြစ်ပါတယ်အခုချိန်ကြီးကြည်ပေးနေတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်